ကျွန်တော်ဒီနေ့မှာတော့ Canvas ကို key unit ပြောပြပါမှာပဲ။တော့ဝင်နေပါတော့ Chrome တို့မို့ Google ရဲ့ဝင်လိုက်ပါ Google ဆိုရင်တော့ပို့ကောင်းတော့ Google ရဲ့ဝင်ပြီးဆိုရင်ကျွန်တော်ရချလိုက်ပါ QUANTUM script ဆိုမှာအပေါ်ဆုံးကပေါ်လာရလေအဲ့မှာဟို script block ဆိုတာအဲ့ဒါကိုနှိပ်လိုက်ပါနှိပ်ပြီးဆိုအဝိုင်းလေးလည်းစောင်းပြီးကြမှာခဏစောင်းပါဆောင်းပြီးဆိုရင်ဒီမှာအဝိုင်းနေပါနေပြီးဆိုရင်တော့ထဲရောက်သွားနိုင်မယ်ပြီးဆို scope copy ရအောင်ပေါ့နော်ဒီဘောင်နဲ့ရှိရလေအဲ့ဒါလေးကိုဖိလိုက်ဖိပြီးဆိုရင်နောက်ဆုံးဆွဲပြီးဆိုရင်မှာ copy ဆွဲတာနေလိုက်ပါအဲ့ဒါ copy ပြီးတာဖြစ်သွားပါပြီပြီးဆိုတော့ကျွန်တော်တို့ပြီးပြန်ခံပေါ့နော်ပြီးဆိုရင်တော့ game နဲ့ဝင်ပါမယ်ထွက်ပြီးဆိုတော့ Google ရဲ့ဝင်ရပါတော့ Google ရဲ့ဝင်ခဏလေးပါ Google ရဲ့ဝင်ပေါ့နော်ပြီးတော့ Google search bar မှာခုန copy လာတဲ့ဟာလေးထည့်လိုက်ပါထည့်ပြီးခဏစောင့်ပြီးပါပြီးဆိုခုနတိုင်းမှာအဲ့4000လို့နှိပ်လိုက်ပါနှိပ်ပြီးဆိုရင်တော့ခဏဆောင်ပါဆောင်ပြီးဆိုရင်ကျွန်တော်တို့ဟုတ်ပြီစရောင်လေးလဲနေပြီโอเคရောက်သွားပြီခမရ human ဘာဟုတ်မဟုတ်စစ်ဆေးရမယ်ပေါ့နော်ဘယ်လိုလုပ်အောင်လဲဆိုတော့အဲ့ဝိုင်းနေပါခဏဆောင်ပြီးပါကျွန်တော်ပြရမယ်ထွက်ပါဒါမှမဟုတ်ပါဘူးဒီလိုမျိုးတွေရောက်ထွက်လိုက်ပါပြီးတော့နောက်တစ်ခေါက်ထပ်နေပါထွက်ပါထပ်ထွက်ပါရင်ထပ်နေဟောပြောပါโอเคတော့ပြီးပြန်ဖြောရမယ်အဲ့မှာဟိုတွေပြအောင်ပါဟုတ်ပြီမှာထပ်နေမယ်ဟုတ်ပြီလို့မို့ဆက်လေးပေါ်လာဆိုခဏဆောင်ပြီးပါ5 minutes later okay ပြီးစံတော့လုံမိုးပေါ်လာလိုက်ပါနော်ပြီးတော့အလေးရောက်ရှိရဟာဆိုလားပါဆိုလားပဲဒီကျွန်တော်ထင်တာတော့ဒီအပြောင်မီးချောင်းနေထင်တာပဲနှိပ်ကြည့်လိုက်မယ်အပြောင်မီးချောင်းအဖေးရောโอเคဒါမှမဟုတ်ပြန်ထွက်မယ်ဟုတ်ဒါမဟုတ်ဟုတ်ထပ်နေမယ်မရလေးကအဖေးတော့အဲ့ဒါတန်လက်ဦးပဲဟုတ်ရပြီကျွန်တော်အဲ့မီးချောင်းနဲ့နေပြီးစေဟို fail လာပါလားမသိအဲ့နေလိုက်ပါပြီးစေတော့ဒီရောက်လိုက် step ကိုနှိပ်လိုက်ပါအစိမ်းအောင်များလေးနေပေါ့နော်အဲ့ဒါနှိပ်ပြီးဆိုဒီထဲရောက်လာပြီဆိုရင်တော့ဒီအဝိုင်းလေးနှိပ်ပါထွက်ပါနှိပ်ပြီးတော့ချိန်ကောက်ဝင်အဲ့ဒါဟုတ်ပြီးထွက်လိုက်နှိပ်လိုက်ထွက်လိုက်လုပ်လိုက်ပါလုပ်ပြီးဆိုရင်တော့ကျွန်တော်တို့ခဏဆောင်ပြရပါမယ်Oski ရပါပြီဆိုအောက်ဆုံးကအနီအောင်ဟာလေးနှိပ်လိုက်ပါနှိပ်ပြီးဆိုရင်တော့ပထမဆုံးတစ်ခေါက်ပြီးသွားပြီနောက်တစ်ခေါက်ဆိုရင်လည်းဒီလိုမျိုးအခုလောက်ခဲ့လိုမျိုးနောက်တစ်ခေါက်ထပ်လုပ်လိုက်ပါနော်လိုမျိုးနှစ်ခါဆက်တိုက်လုပ်ပြီးဆိုရင်တော့ပုံလိုမျိုးကအောက်ကအနီအောင်အားလုံးနှိပ်လိုက်ပါနှိပ်ပြီးဆိုရင်တော့ကျွန်တော်တို့ကီးရပါပြီ
ကီကတော့ယူအောင်ပါဘောနော်အဲ့ခီးဆိုတဲ့ဟာလေးအောက်ဆုံးအပြင်ရောင်ဟာလေးနှိပ်လိုက်ပါနှိပ်ပြီးခဏဆောင်ပါဒီ top ပေါ်လိုက်ထွက်လိုက်ပါပြီးရင်ထပ်နှိပ်ပါအဲ့ဒါဆိုရပါပြီကီးဝဲနေရတော့မရောက်သေးဘူးပေါ့နော်ဒါတွေပေါ်လာရင်တော့တစ်ချက်ပါညက်လုံးဟိုကျွန်တော်ပြရမယ်အဲ့ဒါဘာမှမလုပ်ပါနဲ့အောက်ဆုံးကကျွန်တော်အဲ့ဒါဘာမှမလုပ်ပါနဲ့ကျွန်တော်ခုနလောက်တာမှားပါပြရမယ်အဲ့ဒါလောက်လိုက်လူမျိုးနဲ့လည်းပါပြီးဆိုရင်တော့ရွှေအောင်ဟွာတော်လေးကိုပြီးနာလိုက်ကျွန်တော်ပြရင်ကျွန်တော်ခုနလောက်တာမှားပါဘောနော်လူမျိုးပေါ်လာပြီဆိုရင်ဟိုဟာတွေဘာချိန်မနေပါနဲ့အဲ့ဒါနှိပ်ပြီးဆိုရင်အဲ့တဲ့ဝင်ထပ်မဝင်ပါနဲ့ကျွန်တော်ပြရမယ်လားကျွန်တော်ခုနပြန်ပြဒီရွှေဝန်တော်လေးရဲ့ပြီးနာအဲ့ဟို passport ကလို့ single လို့ဒါလေးနှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ကော်ပီပြီးသားဖြစ်သွားပြီကီးရပါပြီပြီးဆိုတော့ VPN ခံပြီးတော့ဂိမ်းနဲ့ဝင်ပါတော့ Okay ကျွန်တော်ဒီဂိမ်းရောက်ပြီးတက်တာဆိုရဲထဲဝင်လိုက်ပါဒီတော့ဒီထဲမှာခုနပဲထဲမှာထည့်ပြီးရင်တော့အိတ်ဆိုင်လို့ပါ Connect ကိုရပါဘောပြီးဆိုရင်တော့ဒီအဲ့ဒီဝင်ရတဲ့မှာဒါမဟုတ်ကျွန်တော်မှားတယ်ခဏလေးကျွန်တော်ပြင်ပြချပြမယ်ဒါမဟုတ်ဘူးကျွန်တော်မှားနေပြီပေါ့ဒါကြီးထင်တယ်ဒါမဟုတ်တာ Connect ကိုရပါတယ်ကုတ်ကြီးပေါ့နော်ကျွန်တော်တီးပါတယ်ဒီပေးနာထောင်းလေးကကြီးဆက်ပါတာမသိဘူးအဲ့ဒါလေးပဲကျွန်တော်ကကုတ်တူမျိုးဆိုဘာလဲကုတ်တူမျိုးဝင်လို့ရကုတ်ပြီးလို့ပြီးတော့မရဘူးအဲ့လိုမျိုးပြီးတော့မားလေးဒီပြန်ဖြတ်လိုက်ပါလေဖြတ်ပြီးတော့ကျွန်တော်ဘာလို့လဲဆိုတော့ခုနဒီကြီးဆက်ပါလားအဲ့တော့ခီးဆိုနေလိုက်ပါတယ်ပြီးရင်တော့နည်းနည်းလက်တယ်ဘောတော့ဒီ squid ကနည်းနည်းလက်လာမို့တော်လေးကိုလက်လာကြည့်လိုက်ဘာတော့ဘာလုံးမြဖုံးမကောင်းတာအားတော့ဖုံးကတိတ်မကောင်းဆိုရင်တော့ဒါမျိုးကနေပြီးလုပ်တယ်ပေါ့နော်ကျွန်တော်ကတော့ကောင်းပါတယ်ဒီကလည်းတော့ခင်းနေမှထည့်ပါဖုံးထည့်တာပေါ့နော်ခဏဆောင်ပါခဏဆောင်ရပါလိမ့်မယ်ခဏလေးပဲဆောင်ပါရှောက်ပတ်သွားကြည့်လိုက်သူကတိမ်ပေါ်ရင်လို့မို့ရှောက်ပတ်သွားမှလည်းလက်ပြီးမှပေါ်လာတယ်ပြတာဟုတ်ပြီပေါ်လာပြီဟုတ်ပြီစကူကတော့ကီးထည့်ပြီးတော့နော်ဒီမှာအရင်ကမရှိရတဲ့အကုန်ပေါ်လာပြီဒီထဲမှာတုံးရမှာပေါ်လာပြီပေါ့နော်အဓိကပဲဒီပါတိတာသွားတယ်ဆိုကျွန်တော်ပြပါဒီကစီးပါတော့ပဲနော်ဒီတော့ဒီပုံရဲ့ height ပြီးကိုနေလို့မရဘူးပြီးတော့အောက်မှာလည်းအများကြီးဆိုမှအများကြီးပေါ်လာတယ်ပေါ့နော်ကြည့်ယူအားပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲ bye bye ပါ Nice.